ဦးညံဝေဆိုတာသူ့ယောက်ျားသူ့ရဲ့တတရမြောက်ယောက်ျားဦးညံဝေဖောနေတော့အခုဘယ်လိုဖြစ်လဲအဲ့ဒီအိမ်ပေါ်မှာဖောနေရလားအဲ့ပါတော့စိတ်ချမ်းသာအောင်လို့အိမ်ငန်းပေးလိုက်တယ်ဒီပထွေးကိုကျမမကြည့်ဘူးတော့ညာလဲအမေစိတ်ချမ်းသာအောင်လို့ကျမအိမ်ငန်းပေးတယ်ဘာအိမ်ကလူတွေအသက်အတန်ဖုံးဆက်ပြီးတော့ပြောရတယ်ဘာဖြစ်လို့လဲမဟုတ်မင်းတိုင်းနေခါကောင်းနေဘာဖြစ်လို့သွားကြင်လားသွားတွေ့ရဘာဖြစ်လို့တွေ့ကြင်တာလဲတွေ့ကြမှာတော့အေးလေဘာဖြစ်လို့တွေ့ကြင်တာလဲလို့ရောက်မှနေဘယ်လိုမှမရဘူးဘသူ့ကိုမေးသူ့ကိုမေးမှာမေးရမေးမှာလား तू ကမေးအမေကိုမေးမှာနေဘယ်လိုလုံးမှာလဲလို့အမေကမေးမှာဩဘာဖြစ်လို့မေးမှာလဲသူ့ကိုဘယ်လိုလုံးမှာလဲဆိုတော့အခုမေးရသမီးခေါ်လာတာသူများအိမ်ရဲ့တဲစုပ်ကနေသမီးခေါ်လာတာလမ်းဘေးကနေသမီးခေါ်လာတာလေသူကိုယ်တိုင်တော့လမ်းဘေးရောက်နေတာကိုဘယ်လိုလုံးမှာလဲသိကျင်တယ်ဆိုတော့ तू ကဘာလုပ်ပေးနိုင်မှာမို့လို့လဲ तू ကဘာလုပ်ပေးနိုင်မှာမို့လို့လဲ तू ကတော့သူကအငါ့မှာငါ့ပြဘယ်လိုလဲမှာအိမ်ငားရအောင်သူ့မှာဘယ်ကပတ်စံတယ်သူငားမှာလဲသူတောင်မှငားစရာပတ်စံမရှိလို့သူညမအိမ်တက်နေရလေသူညမအိမ်ကလည်းတိရတာနှာခေါင်းပေါက်လောက်လေးကိုဘလို့မှလက်မခံနိုင်လို့မေကြီးတို့တွေဘလို့တွေလောက်ဘလို့တွေဖြစ်ကြတယ်ဟမ်အဲ့ဒီကနေပြီးတော့ဟိုကလက်မခံလို့ဆိုပြီးတော့သားသမီးကိုလာပြီးတော့အပူတိုက်တယ်သားသမီးကအခုကောင်းကြောင်းနဲ့ထားတော့လေမိမမကျေနပ်နိုင်ဘူးဖြစ်နေတာမင်းညောင်းလာဆက်ပြန်ဒီနေ့ဘာမှမတော်ဘူးဘာကိုဆက်ပြန်အေးလေအဲ့ဒါပြီးပြီမဟုတ်ဘူးလားအဲ့ဒါဘာမှမတော်ဘူးတော့အခုမှဟိုနားမသွားနဲ့ဒီနားမသွားနဲ့အခုပဲအမေဘဲမှမသွားရတာတော့မှပဲအမေအခုသွားတွေ့မယ်လုပ်နေရလေဘဲမှမသွားရတာတော့မှပဲအဲ့ဒီလိုသွားတွေ့မှာဆိုလို့ channel မှာထားပြီးတော့အိမ်မှာရှိတဲ့အလုပ်သမားအကုန်လုံးကအိမ်လုံးမလုပ်အောင်အမေကိုပဲလိုက်ပြီးတော့စောင့်ကြည့်နေရတာအကုန်လုံးကအဲ့လိုထွက်မှာဆိုလို့တူတိုးတွေကိုခေါ်ပြီးတော့စောင့်ကြည့်တာဆိုပြီးထားတာတော့မှပဲဘဲမှမသွားရတာတော့အခုအမေသွားမယ်ဖြစ်နေရလေငါဘာအဲ့ကောက်နေရဘာအခုကိုယ့်ကိုနေလို့ရဆိုအခုကိုယ့်ကိုနေလို့ရနေတာမဟုတ်ဘူးလားစားချင်တဲ့အချိန်စားပြီးတော့ဘိုက်တွေစားရဘိုက်စားတဲ့ငါစားမယ်ဆိုဘာရှိလဲဆိုအိမ်ကလူတွေကခါတဲ့ပြပြတယ်လဲအကုန်လုပ်ပေးရတယ်ဘာစားချင်လဲအဖွားဘာစားချင်လဲကြီးဘာစားချင်လဲဆိုတာကြီးပဲမာကြီးမျက်မှောင်ဆိုတာလေတနာဖို့တောင်ကောင်းတယ်ဟမ်အမေထွက်သွားမှဆိုလို့ဘာမဆိုင်ညာမဆိုင်သူ့မှာတနာဖို့တောင်ကောင်းတယ်မမျက်မှောင်တရားမနေ့ကဘေးမှာလာပြီးတော့ငိုနေတယ်မေဘာဖြစ်လို့အဲ့လောက်တောင်အတိတရားခေါင်းပါနေရတာလေလို့အသက်တွေလည်းကြီးလာနေပြီလေအခုသမီးပြောချင်တာသမီးကအမေကိုဒေါသတွေထွက်ရလို့လေသမီးမှလည်းတော်တော်အကုသိုလ်တက်တယ်နော်အခုအစည်းအဝေးသွားတယ်ကျောင်းမှာဆရာမတွေနဲ့အစည်းအဝေးလုပ်နေတယ်အိမ်ကဖုံးဆက်တယ်အစည်းအဝေးမှာစိတ်ကမရောက်တော့ဘူးဒီအိမ်ကိုပဲစိတ်ကရောက်နေတယ်ဒေါသတွေကလည်းထွက်တယ်ဘလို့မှပြောလို့ဆိုလို့မရဘူးတဲ့သွားမယ်တကယ်လုပ်နေတယ်တဲ့ဆိုပြီးသူတို့လည်းတားမရတော့ဖုံးဆက်တယ်သူတို့မှလည်းအနေချက်အထိုင်ချက်သွားမယ်တဲ့အခုသွားမယ်ဆိုတော့တကားဖွင့်ပေးလိုက်IT ဝါလို့မရဘူး IT ကကလေးတွေကြောင့်တေချာမာတယ်နော်အဲ့ဒါအဘတကားကိုမဖွင့်ပေးရဘူးလို့အဲ့ဒါတေချာမာတယ်နော်အမေပြန်လာလို့မရတော့ဘူးနော်အမေပြန်လာလို့မရတော့ဘူးနော်မရဘူးခဏမရဘူးခဏမရဘူးအခုသွားရင်တကားပြန်ဖွင့်ပေးလို့မရတော့ဘူးခဏမရဘူးသွားရင်အပြီးသွားရမှာတခါလေဒီလိုလိုက်ပြီးတော့ပြောပြန်လာလို့မရတော့ဘူးနော်ပြန်လာလို့မရတော့ဘူးနော်ဦးမျိုးမရတကားမဖွင့်ခိုင်းတာဘူးနော်အမေအဲ့မှာအမေအဲ့မှာလမ်းမင်းမှာပဲအေးကားပေါ်မှာပဲအေးသမီးလာကဲလို့မရဘူးနော်အေးဟုတ်ပြီကဲတော့တကားတော့ဖွင့်ပေးလိုက်တော့မိုင်းမျက်မှောင်တတိထားပါမိုင်းမျက်မှောင်ကိုသမီးမိုင်းမျက်မှောင်ရဲ့စိတ်ကိုသမီးသိတယ်တတိထားပါတကားဖွင့်ပေးတဲ့လူကမိုင်းဆိုရင်မိုင်းနဲ့သမီးနဲ့ပြီးသွားပြီဇလန်းပြောက်သွားပြီရမလာဘူးတဲ့အတန်တန်မှာတယ်နော်ပြန်လာလို့မရဘူးလို့ပြန်မယ်တဲ့6ခွေးကိုမရဘူးလှုပ်ပေးလိုက်ပြီပြန်လာလို့မရဘူးနော်ဆိုတော့မလာတော့ဘူးတဲ့ဦးညံဝေဆိုတာသူ့ယောက်ျားသူ့ရဲ့တတရမြောက်ယောက်ျားဦးညံဝေဖောနေတော့အခုဘယ်လိုဖြစ်လဲအဲ့ဒီအိမ်ပေါ်မှာဖောနေရလားအဲ့ပါတော့အဲ့တော့အခုမေဘာလုပ်ချင်လဲငါမသိပါဘူးပြောလို့ရင်းတော့အဲ့ဆိုရင်မနေ့ကသွားတာဘာဖြစ်လို့သွားတာအဲ့တော့မေးတယ်သူတို့ရှိတယ်သူပဲနေတယ်မရဘူးပလက်ကလေးမလို့စိတ်လျှော်ပြီးပြန်လာတာနမို့ဆိုရင် तू ကအိမ်ငန်းပေးအောင်မှာဘာမရအောင်ဒီမှာပြောင်းနေတယ်ဒီမှာနေရတယ်ဒီတော့မရတော့ဒီတော့ထက်ဆောင်နေတယ်အခုဘာလုပ်ပေးရမလဲဟုတ်ဘာလုပ်ပေးစေချင်လဲပြောမဟုတ်ပါဘာလုပ်ပေးစေချင်လဲမအေးကိုစိတ်ချမ်းသာအောင်ထားရမယ်လို့ဖုန်းထဲကလူတွေက
တော်တော်များများပြောကြတယ်အခုအမေဖြစ်နေတာကအမေယောက်ျားအတွက်အမေဝမ်းနေပြီးတော့ဖြစ်နေတာမဟုတ်ရတယ်အဲ့ဒါနားလဲတယ်ငိုချအဲ့ရပါရငိုချအမေယောက်ျားကိုသမီးစက်ကုပေးစေချင်တာလားကုပေးရမလားပတ်စံရှိတယ်ကုပေးမယ်ပတ်စံရှိတယ်ပတ်စံရှိတယ်အခုဘလို့ဒါမှမဟုတ်ရင်လေ तू ကအချင်းနေမကောင်းတော့ဘူးလားအဲ့ဒါဆိုလို့ရှိရင်သူ့ကိုဗာလဲအမေသူ့နားမှာပြုစုချင်တာလားဘာလုပ်ချင်တာလဲအဲ့ဒါဘာဖြစ်လို့ငိုနေရလဲအဲ့ဒါဘာဖြစ်လို့ငိုနေရလဲအခုမနေ့ကအတင်းမဲ့သွားချင်လာရဲဆိုပြီးတော့သွားတော့လွတ်ပေးလိုက်တော့သွားကြည့်ပါသွားကြည့်တာအခုတော့တွေ့လိုက်ရလို့စိတ်ချမ်းသာပါပြီခေါ်မထားနိုင်တာကိုမေကဘာအခုထိမသိသေးဘူးလား तू ခေါ်မထားနိုင်တာကိုအခုထိမသိသေးဘူးလားတန်ရုံးတင်ကြီးတာနော်တန်ရုံးတင်ကြီးတာနော် तू ခေါ်မထားနိုင်တာကိုအမေအခုထိမသိသေးဘူးနော်မသိပါဘူးမသိသေးပါဘူးအခုထိမသိသေးပါဘူးအခုမနေ့ကပတ်စံမပေးလိုက်တော့အဲ့ဒီကိုရောက်အောင်သွားဖို့အမေဘယ်ကပတ်စံနဲ့သွားလဲကားပြောကြပါဟောကားသမားကိုပြောစီတာပြီးတော့အခုပြန်လာတော့သူ့ရဲ့ဆရာကြီးကဒါဆရာကလည်းသူ့ယောက်ျားတဲ့ဆရာကသူ့လက်ထဲရှိတဲ့9000ဟုတ်တယ်ဗျာဩဟောလာကြည့်လို့ငါ့ပဲသူ့ကပဲဟာကြီးရယူရတယ်ငါ့ပဲမမအဲ့ပြစားမလားပြမမပြဒီပတ်စံနေရဒါဒီ900တန်နဲ့100တန်နဲ့200တန်နဲ့ဒီပတ်စံနေရဒါသူပေးလိုက်တဲ့ပတ်စံနေဩမိသားလေးတွေတန်မိုးထားရမယ်ဒီမှာကြည့်သူ့ကမြတရားလေးတွေစုစုဆောင်းလေးနဲ့တန်မိုးထားရမယ်ဒီပတ်စံလေးတွေစုစုဆောင်းလေးနဲ့မှပေးလိုက်တာကြည့်သမီးတရားအနေနဲ့ဒီလိုစကားမျိုးပြောဖို့မပြောသင့်ပါဘူးတဲ့မေထွက်သွားမှဆိုလို့ကျမပြန်ခေါ်တဲ့အခါမှာကျမထောက်သွားအောင်လို့ကျမသုံးရတဲ့စကားလုံးမှာပြောလိုက်တဲ့ post မှာဝင်မှန်းထားတာနော်အမေကမေလမ်းဘေးမှာပဲနေရတယ်ပဲပြောကားပေါ်မှာပဲဘယ်ကားပေါ်မှာပဲဘယ်လမ်းပေါ်မှာပဲနေသမီးလာခဲ့လို့မရတော့ဘူးနော်လို့ဆိုတဲ့စကားကိုပြောလိုက်လို့ဒီလိုလေးမှန်ထားတာနော်အဲ့ဒီစကားကျမဘာကြောင့်ပြောရလဲဆိုတော့ကျမယောက်ျားရဲ့ကျမအမေရဲ့ယောက်ျားပြောချင်စောလောပါလို့ sorry ကျမအမေရဲ့ယောက်ျားကသူ့ညီမအိမ်ပေါ်ခက်တီတီနဲ့တက်နေတယ်သူ့ညီမသူ့အကိုလည်းလက်မခံဘူးအမေကိုလည်းလက်မခံဘူးဒါပေမဲ့သူ့ကိုကမျက်နှာပြောင်တိုက်ပြီးခက်တီတီနဲ့တက်နေတဲ့ခါကျတော့သူ့တကူစားတော့အိပ်ဖို့ရပြီမယ်အမေမှနေစရာမရှိဘူးအမေကိုမင်းမသားမင်းနေကျင်တဲ့နေရာမှာနေသိကျင်တဲ့နေရာမှာသေးတဲ့ဆိုပြီးတော့သူကအဲ့လိုမျိုးပြောပြီးတော့ပိလျက်ကံဖြစ်ထားလိုက်တယ်အမေကလည်းသူ့ယောက်ျားမှသူ့ယောက်ျားဒါပေမဲ့သူရမ်းချက်လာပါကြီးရဲ့ဆိုတော့သူ့ယောက်ျားနာကိုသူတက်လို့မရအောင်အဲ့ဒီအိမ်ပေါ်လည်းတက်လို့မရအောင်အိမ်လို့သာပြောနေအဲ့ဒီအိမ်က၄ပင်တိုင်းအိမ်လေးလူ2ယောက်တောင်ကောင်းကောင်းအိမ်လို့မရအောင်နော်အိမ်ပုစီမြောက်တော့ကလေးဆိုတော့အဲ့ဒီအိမ်ပေါ်မှာလည်းသူတက်အိမ်လို့မရတဲ့ခါကျတော့သူဘယ်မှာသွားနေလဲဆိုတော့ကျမစီကိုလည်းသူပြန်မလာရေးဘူးပြန်မလာရဲတော့သူဘက်မှာသွားနေလဲဆိုတော့သူတို့လမ်းထိပ်မှာရက်ထားတဲ့ live track ကတသေးလေးရှိတယ်ကျမအမေကိုအိမ်ကကားနဲ့သွားခေါ်တဲ့အချိန်မှာကျမတို့ကအဲ့ live track ကရဲ့နောက်မှာရက်ထားတာကားပေါ်တက်ပြီးအမေကိုခေါ်မဲ့ချိန်မှာအမေကအဲ့ကားကိုလည်းညှိုးထိုးရပြီငါညာဘက်အဲ့မှာအိတ်တာဟဲ့ညာဘက်အဲ့ကားပေါ်မှာအိတ်တာအဲ့ကားပေါ်မှာအိတ်တာလားလို့ဟုတ်တယ်တဲ့ဟောအဲ့ကားပေါ်မှာအိတ်တယ်ဆိုတော့အဲ့ဒီကားတနေကုန်ရက်ထားတာလားလို့မေးတော့မြင်ပူးတဲ့မနေ့4နာရီထိုးရင်လည်းကုံစိမ်းသွားယူတယ်ဟဲ့အဲ့ဒါဆိုမနေ့4နာရီထိုးရင်ကုံစိမ်းသွားယူတယ်ဆိုတော့အမေကအဲ့ချိန်ကျတော့အမေဘာလုပ်လဲဆိုတော့အမေအဲ့လိုပဲရက်ခွက်တဲ့ရှောက်ပတ်ရတာပေါ့တဲ့မနေ့4နာရီကထားပြီးလမ်းပေါ်ရောက်နေပြီအဲ့ချိန်လို့လည်းသူမအိတ်စီကနေပြီးအိမ်မရှိဘူးအိတ်စီကနေရမရှိဘူးစားဖို့လည်းမရှိတော့အဲ့4နာရီကစပြီးရက်ခွက်ထဲမှာပတ်ပြီးပတ်စံလိုက်တောင်းပြီးလို့ရှိရင်ဟာလားအဲ့ဒီတောင်းလို့ရတယ်သူ့ဘာသာသူစိတ်လို့လည်းရရှောက်ပတ်စံရက်ခွက်ပတ်ပြီးပတ်စံလိုက်တောင်းတယ်အဲ့ပတ်စံနဲ့သူ့ပတ်စံတွေကိုသူမထည့်အောင်နော်အဲ့ဒီရသမားစေသမားသူ့ရဲ့တတိယမြန်ယောက်ျားကိုတွားပြီးတော့ဆက်တာလားသိလားအဲ့ဒီကားပေါ်မှာပဲလမ်းပေါ်မှာပဲဆိုတဲ့စကားကျမပြောတာကကျမဘာကြောင့်ပြောလဲအမေကိုယ်တိုင်ပြောခဲ့တာအမေကိုယ်တိုင်ပြောတာသူများကားပေါ်မှာအိပ်ရတယ်တဲ့လမ်းမေ900တဲမှာအိပ်ရတာတွေအဲ့ဒီသူများကားပေါ်မှာအိပ်ရတာတွေရောဒါသမီးတယောက်လုံးရှိတယ်သူမနေနိုင်တဲ့အတွက်ကိုသူလမ်းမေးမှသွားအိပ်နေရတာနော်လ
ဒါလူကြီးမရမသိလို့ပြောတာဖြစ်တဲ့အတွက်ကျွန်မပြောပြရခြင်းဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်အမရဲ့တက်နိုင်ရဲ့ရက်ကွက်လူကြီးတွေနဲ့စာချုပ်ကလေးအချုပ်ချလေးလုပ်ပြီးတော့သူ့ယောက်ျားနဲ့သူ့အတွက်နေရာတစ်ခုလောက်စီစဉ်ပေးလိုက်ပါလားကျမသူ့ယောက်ျားအရက်သမားစေးသမားနဲ့တူမနေရတဲ့သူ့ရဲ့အပူတော့ကိုကျမဘလို့မှမငြိမ့်သက်နိုင်တဲ့အခါကျတော့ကျမသူ့စိတ်ချမ်းသာအောင်လို့အိမ်ငန်းပေးလိုက်တယ်ဒီပထွေးကိုကျမမကြည့်ဘူးတော့ညာလဲအမေစိတ်ချမ်းသာအောင်လို့ကျမအိမ်ငန်းပေးတယ်လုံရင်းအိမ်လေးအပေါ်ထက်အောက်ထက်နှစ်ထပ်ပေါ့နော်စိတ်ချလန်းရှည်ထဲမှာနော်ရေဝေးဘက်ကိုသွားတဲ့အဲ့ဘက်မှာစိတ်ချလန်းရှည်ဆိုတာရှိတယ်မြောက်ဥက္ကလာ6ခွေဘက်ကနေဓမ္မယုံစိုက်ပျိုးရေးကနေရေဝေးဘက်ကိုသွားတဲ့ဘက်မှာနော်စိတ်ချလန်းရှည်ထဲမှာရှိတယ်ကျမအိမ်ငါပေးတယ်အမေရှာဖွေစားတော့ရမှာဆိုလို့နေဘူးစကားသွားပြီးရှာဖွေစားတော့ရမှာဆိုလို့မိဖို့ကြောင့်လည်းမဆန်စီစားအပြည့်စုံလုပ်ပေးထားတယ်ဆန်ကိုအိတ်လိုက်စီကိုရန်ကုန်ပဲစီတန်ပုံးလိုက်ငါပိတ်တာပုံနဲ့ပုံးလိုက်ကျမဆန်လေးစီရောအကုန်လုံးအပြည့်စုံထားပေးထားတယ်သူ့ရဲ့ယောက်ျားက WY ချဖို့စီးဖို့အရက်ဖို့မရှိတော့ကျမဝယ်ပေးတဲ့မိဖို့ကြောင့်ပစ္စည်းအားလုံးကိုပတ်ဝန်းကျင်မှာရောင်းစားတယ်ပတ်ဝန်းကျင်မှာရောင်းစားပြီးတော့ရောင်းစားတဲ့ခါကျတော့ပတ်ဝန်းကျင်ကလူတွေကပြန်တိုင်တယ်ပတ်ဝန်းကျင်ကိုအပ်ထားတာဖြစ်တဲ့အတွက်ပတ်ဝန်းကျင်ကပြန်တိုင်တယ်ပြန်တိုင်တော့ကျမလည်းရက်ချသွားကြည့်ရတာ哦နော်ပြန်တိုင်တာထားအောင်အိမ်ရှင်အမျိုးသမီးနဲ့တဲ့တူလားသူ WY နေချနေတဲ့အချိန်ဒီလိုတက်တူပြလေးခံပြီးတော့လေပိုက်ကလေးနဲ့လားဟိုပတ်စံလေးကိုလိပ်ပြီးတော့ရှူရလားမသိအဲ့လိုမျိုးရှူနေရလေအဲ့လိုလုံနေတဲ့အချိန်အိမ်ရှင်အမျိုးသမီးနဲ့တဲ့တူလားအိမ်ရှင်အမျိုးသမီးကအဲ့လိုလဲတွေ့လဲတွေ့ရောဦးလေးတဲ့ကျမအိမ်မှာလည်းအဲ့လိုလုပ်လို့မရဘူးလေလက်ခံနိုင်ဘူးဆိုပြီးတော့ကျမကိုဖုံးဆက်တယ်ပဲကျမကိုဖုံးဆက်တယ်မထားတော့ဘူးတဲ့ဆိုတော့သူတို့မနေရတော့ဘူးပေါ့နော်မနေရတော့ကျမနောက်ထပ်တနေရာထပ်ပြီးတော့စီစဉ်ပေးသေးတယ်ဒုံနီးလက်ကောင်းပဲလုပ်တယ်ဒီလိုမျိုးလုပ်တဲ့ပုံဟိုအကျင့်ရည်တွေကအများကြီးပဲလက်ချိုးမြည်နိုင်ဘူးနောက်ဆုံးတော့ဘယ်မှသူတို့နေလို့မရပဲနဲ့အမေကလည်းဘလို့မှဆွဲခေါ်လို့မရဘူးဒီကြားထဲမှာအကျိန်မောင်းများစွာအဲ့လိုပဲအမေကသွားလိုက်ပြန်လိုက်ငိုလိုက်ယူလိုက်နဲ့လောက်တာလေအကျိန်မောင်းများစွာပဲကျမသားသမီးတယောက်အနေနဲ့လှုပ်ပေးနိုင်တဲ့အတိုင်းတာတွေအားလုံးထက်ကျော်လို့ကျမအများကြီးလှုပ်ပေးခဲ့တယ်